Hello everyone ဒီဒီပါရှင်ဒီနေ့မှာကြတော့ဒီက nucleus line လေးကိုလောက်ပြတာမှာပဲဖြစ်ပါတယ် nucleus line ကကြတော့မလို့ပေါ့နော်ကော်ရီမလို့တဲ့ line လုံနီလေးကိုပြတာမှာပဲဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မလို့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးဖို့ UD ကပြောချင်ပါတယ်ရှင်အခုရင်ဆုံးလိုတဲ့ပစ္စည်းလေးတွေပြဖတ်မယ်ရှင်ဒီတွေကကြတော့ဒီရေပေါ့နော်ရေကတဝက်လောက်ဆိုရင်တော့ရပါပြီပြီးရင်တော့ဒီဖော့ကြောင်လေးလိုပါတယ်ဖော့ကြောင်ကကိုကြိုက်နေတဲ့ရာဖော့ကြောင်အရာကိုတော့လုံးရပါတယ်နော်ပြီးရင်တော့ခွက်တက်ခွက်ပါနော်ခွက်ထဲမှာကကြတော့ကိုကြိုက်နေတဲ့ရာရှမ်ပူဆက်ပြပေါ့နော်ထည့်လို့ရပါတယ်နော်အောက်ကပြီးရင် QD ကပေးမှာဆိုလို့တီရှူးလေးခံထားပါတယ်နော်ကဲခုစားလုပ်လိုက်ကြရအောင်လို့ဆိုရင်ဖော့ကြောင်ဖောက်ထည့်ပါမယ်ဖော့ကြောင်ကကိုလိုတလောက်ရဲ့ဒီပေါ့နော်ကိုထည့်ခြင်းတလောက်လေးထည့်လို့ရပါတယ်နော်ဖော့ကြောင်ထုတ်တာလေးကိုတော့ရက်လိုက်ပါမယ်နော်ဖော့ကြောင်လေးထုတ်ပြီးသားပြီဆိုရင်ဖော့ကြောင်လေးကိုရဲကိုထည့်ပါမယ်ရှင်ရင်းဆုံးဒီလိုမျိုးမွေပြီးစော်ပြလိုက်ရပါမယ်ကဲထည့်လိုက်ပါပြီစက်ပြာနာလေးကိုဒီချာလေးရောင်းအောင်လို့လုပ်ပါမယ်ရှင်မျိုးဆက်ပြာကအထက်ထက်စိတ်ဝင်တော့လို့မွေရပါမယ်မွေတာလေးကိုခဏလေးရက်လိုက်ပါမယ်နော်ဆိုရဲဆက်ပြာလေးတွေကိုဒီဖော့ကြောင်တွေကိုရအောင်လို့မွေပြီးပြီဆိုရင်ရေနည်းနည်းလေးထည့်ပါမယ်ရှင်ရေကဒီတစ်ခွက်စာထည့်ရပါမယ်ရေကသူ့ရဲ့တစ်ခွက်စာကိုတစ်ဝက်လောက်ပဲထည့်ရပါမယ်ဒါတောင်နည်းနည်းချင်းလေးပေါ့နော်လုပ်ပြရပါမယ်ရှင်ဇောနဲ့မွေလို့လည်းရပါတယ်နော်UD ကဇောနဲ့မွေတာကအလုံးရှုပ်လို့ဒီလက်နဲ့ပဲတစ်ခါတည်းမွေလိုက်ပါတယ်ရှင်သူကရေလေးနဲ့ဒီတိတ်မပြော့မချင်းပေါ့နော်နည်းနည်းချင်းထည့်ပြီးတော့မွေပေးရပါတယ်နော်ဘာလို့အနီးကကြီးရိုက်နေတာလဲဆိုတော့ဒီပို့ပြီးတော့ကြီးမြင်ရလို့ပေါ့နော်စိတ်မမြင်ရရင်လည်းဆက်ပြီးပါဒီလိုလေးမွေပြရပါမယ်ဒါဆိုရင်ဆက်ပြအမြုပ်လေးတွေတော့နည်းနည်းထွက်လာပါပြီအမြုပ်လေးတွေကိုဒီထဲကိုစိတ်ဝင်အောင်လို့ပြန်ပြီးမွေပြရပါမယ်ဒါဆိုရင်နည်းနည်းလေးမာကျင်သွားပါပြီမာကျင်သွားရင်ဘာမှမဖြစ်ပါဘူးเนาะဆက်လုပ်လို့ရပါတယ်ဒီလိုမျိုးလေးနောက်တစ်ခုဒါလေးကိုဒီတစ်ခွက်လောက်ပဲရေလေးထပ်ထည့်ပါမယ်ရေထဲတာလေးကတော့မပြလိုက်တော့ပါဘူးရှင်ကဲဒီတဲ့ကိုရေကဒီတစ်ခွက်ကိုတစ်ခါတည်းထည့်ပေးလိုက်ပါမယ်နော်သူကရေကိုသူ့ရဲ့ဒီဖော့ချုံလေးကိုစိတ်ဝင်အောင်လို့ပေါ့နော်ဒီမွေပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးမွေရင်းနဲ့ဒီပေါ့နော်အောက်ကရေလေးတွေထွက်လာပါတယ်ဒီလိုမျိုးလေးတွေပေါ့နော်ဆက်ပြားတွေရေပေါ့နော်ဖော့ချုံရဲ့ဒီအနစ်လေးတွေရေလက်ကတော့ဒီလိုဖြစ်သွားပါပြီတိတ်ပြီးတော့စိတ်မပူပါနဲ့လက်တောင်ဆေးစရာမလိုပါဘူးနော်ဒီလိုမျိုးလေးပဲဒီလိုမျိုးတစ်ခါတည်းနေပြီးလိုက်ရင်တော့ရပါပြီနော်ရေကိုတော့နည်းနည်းချင်းလေးထည့်ပြီးပေါ့နော်ညားသွားရင်ပျော့လုံးကြီးသွားရင်စလိုင်းကမရတော့ပါဘူးအဲ့ဒါကြောင့်မလို့ပါနော်ကဲဒါဆိုရင်ရေလေးနည်းနည်းလေးပြန်ထည့်ပါမယ်ရှင်စလိုင်းကတော့ပျော့နေပါပြီရေကတော့အဓိကမရှံဘူးပဲပေါ့နော်ဒီခွက်ထက်ပိုရှံသွားရင်တော့သူကစလိုင်းကမရတရဖြစ်သွားမှာပါရှင်ဆက်ပြာကိုနောက်ကျမှထည့်လဲရတယ်လို့အရင်ထည့်လဲရပါတယ်နော်ဒါဆိုရင်တော့စလိုင်းကရကန်ဒီပုံစံလေးဖြစ်နေပါပြီဝါလေးပေါ့နော်ကြက်ဥအနည်းရောင်ထပ်ပို့ပြီးတော့ဝါပါတယ်
က်ကဘာလို့မဲနေရလဲဆိုတော့ဒီအရင်နဲ့မဲနာပေါ့နော်အပြင်မှာတော့လက်ကဖြူပါတယ်ဒီလိုမျိုး slime လောက်ရတာအရင်လက်လွယ်ကူပါတယ်နော်တေချာလေးစိတ်ရှည်ဖို့ပဲလိုပါတယ်ဒီမှာဆိုရင်နည်းနည်းရခံနေလေးပေါ့နော်ဒီလိုလေးဖြစ်နေပါပြီစောကမီးလေးရဲ့မီးကခဏပြတ်သွားတာပေါ့နော်အဲ့ဒါကြောင့်မလို့ပေါ့နော်ဒီမောင်လေးဖြစ်သွားပါတယ်အဲ့ဒါကြောင့်မလို့ sorry ပါနော်ကဲအခုကတော့စောကလိုမျိုးဒီရေတဝက်ထည့်ပါမယ်နည်းနည်းလေးပေါ့နော်သူ့ရဲ့ဒီလိုမျိုးထည့်ရင်းနဲ့ပျော့လေးဖြစ်သွားမှာပါရှင်သူကအရင်ဆော့လို့ကောင်းတဲ့ပုံစံလေးဖြစ်သွားမှာပါနော်cutie ကဒီပေါ့နော်လက်နဲ့နေနေတာကအရန်ကြာနေလို့ဒီ slide ရမှာပဲရိုက်ပြလိုက်ပါတော့မယ်နော်ဒါဆိုရင်အခု cutie လောက်ထားတဲ့ဒီ slide လေးကတော့ရတာပါပြီနော်ခုလိုမျိုး cutie လောက်ပြတဲ့ဒီလိုမျိုး slide လေးတွေကိုကြိုက်နေတဲ့ရင်တော့အိမ်မှာကိုယ်တိုင်လုပ်လို့ရပါတယ်နော်ဒါကတော့ cutie က no glue slime ပေါ့နော် slime တွေထဲမှာပတ်တတာလေးတွေရတော့အရန်လွယ်ပါတယ်ဆက်ပြာနဲ့ဖော့ကြုံနဲ့ပဲယူရုံနဲ့ရေရောပေါ့နော်ဒီ slime တစ်ခုကိုရနိုင်ပါတယ်နော်အဲ့ဒါကြောင့်မလို့ cutie ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အားလုံးကိုအရန်ပဲကျေးဇူးတင်ပါတယ်เนาะအဲ့ဒါကြောင့်မလို့နောက်တော့ဗီဒီယိုလေးကိုဆက်ကြည့်လို့ရအောင်လို့ cutie ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ခဲ့ပါအားလုံးပဲ bye bye